Okay bro လည်းသိကြမှာထင်တယ်ကျွန်တော်နိုင်ငံမှာတစ်နှစ်တစ်ခါပေါ်လာပြီးတော့အဲ့ phone series ကရွှေဘကြီးလုံနေတာကျွန်တော်ဒီ phone ဈေးကွက်ထဲမှာပေါ့နော်မင်းအဲ့ဒါပဲဝယ်မင်းဒီဈေးထဲမှာအဲ့ဒါပဲဝယ်လိုက်ဆိုပြီးတော့လူပြောများတယ်တခြား brand တွေကိုဒီကောင်ကကြော်ပြီးတော့ဒီကောင်ကိုရွေးကြတာများတယ်ဟုတ်တယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့နိုင်ငံတော် brand ရဲ့ series တစ်ခုဖြစ်တဲ့ Redmi Note series ပေါ့ဒါပေမဲ့မနစ်ကထွက်ခဲ့တဲ့ဒီ Redmi Note 14 series လောက်ကနေစပြီးတော့ဒီကောင်ကဒီ price to performance အကောင်းဆုံးဆိုတဲ့နေရာမှာနံပါတ်1ဖြစ်နေတော့တာကိုကျွန်တော်သတိထားမိတယ်အဲ့ကောင်တွေရဲ့ဈေးထဲမှာဗျာဒီကောင်ထက်ပိုပြီးတော့ raw performance ပိုကောင်းတဲ့ဖုန်းတွေပေါ်လာတယ် iQOO တို့ဘာတို့ပေါ့ဗျာဒါကလည်းကျွန်တော်ဒီ SoC တခုတည်းကိုကြည့်ပြီးတော့ပြောတာ哦ကျွန်တော်သတိထားမိရလောက်ဒီ Redmi Note series ကနောက်ပိုင်းမှာဒီ raw performance အရန်ကောင်းအောင်လုပ်တာထက်သူတို့ကဒီ display တွေ camera တွေ battery တွေ build quality တွေစတဲ့ဒီတခြားရေးကြီးတဲ့အပိုင်းတွေမှာပါသူတို့ကကောင်းအောင် balance ဖြစ်အောင်သူတို့ကလုပ်နေတဲ့ဘက်ကိုသွားနေတယ်ဒီချက်ကမနစ်ကထွက်ခဲ့တဲ့ဒီ Redmi Note 14 series လောက်ကနေစပြီးတော့သွားတည်တာတယ်ဆိုတော့အခုအသစ်ထွက်လာတဲ့ကျွန်တော်ဒီ Redmi Note 15 series တွေကအခုကျွန်တော်လက်ထဲရောက်နေတဲ့ဒီ Redmi Note 15 Pro Plus ကရောအဲ့လမ်းစဉ်ရွှေဘကြီးလမ်းစဉ်ကိုဒီကောင်လိုက်နေတော့မဲလားဘာတွေပိုကောင်းသွားလဲတန်ရောတန်နေသေးရဲ့လားအဲ့ဒါကိုကျွန်တော်တို့ဒီနေ့မှာတစ်ချက်လောက်ကြည့်လိုက်ရအောင်Okay ဘာမှပြောခင်ထုံးစံတိုင်းကျွန်တော်တို့ရဲ့ဒီ test for tech ကိုအခုလိုမျိုးကျွန်တော် review unit တွေစေနာပါနဲ့ယုံကြည်ထောက်ပံ့ပေးတဲ့ဆိုင်ကတော့ဒီ Zone Wine Brand New and Good Second Hand Sale ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်မှာဆိုရင်ကျွန်တော်တို့ဒီ Xiaomi တို့ Redmi တို့နောက် Nothing တို့ Samsung တို့ Apple တို့စတဲ့ဒီ brand တွေအပြင်ကိုကျွန်တော်တို့ဒီ niche brand တွေကကျွန်တော်တို့ဖုန်းလေးတွေကိုလည်းဒီဆိုင်မှာဝယ်လို့ရတယ်ဆိုတော့ review ပြီးလို့စိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ဒီတာဝန်မြို့နယ်ဗညာလလန်အောင်မင်္ဂလာမှတ်တိုင်ကြီးမှာရှိတဲ့အမှတ်255မှာတွားလေးလာဝယ်လို့ရပါတယ်Okay ဟုတ်ပြီထုံးစံတိုင်းကျွန်တော် design နဲ့ build quality ကနေအရင်စလိုက်ရအောင်ဒီဖုန်းကိုတို့စမိတ်ဆက်တုံးပါဗောနော်ဒီကောင်းရဲ့ဒီ design language ကိုကျွန်တော်မြင်တဲ့အချိန်မှာအရင် Redmi Note 14 Pro Plus နဲ့ဘာမှမကွာပါဘူးကွာဆိုပြီးတော့တွေးခဲ့ရတော့အမှန်ပဲရဲ့ဒါပေမဲ့တကယ်တမ်းကျွန်တော်လက်ထဲကိုရောက်ပြီးတော့ကင်ကြည့်တဲ့အချိန်မှာကျတော့ဘာမှမဆိုင်တော့တာပုံစံလေးပဲခက်စင်တူတာဗျာသူ့ရဲ့ဒီသွားထားတဲ့ပုံစံတွေကဘာမှမဆိုင်တော့တော်တော်ကွဲသွားပြီဒီ hand feeling မှာနေမှတခြားစီဖြစ်သွားတာဒီကောက်ရဲ့ဒီ side frame တွေပေါ့နော်ဒီဘက်ဒီဘေးပေါင်တွေ frame တွေကိုအရင် Redmi Note 14 Pro Plus မှာလိုမျိုး rounded လောက်ထားတာလုံးလေးလောက်ထားတာမဟုတ်တော့ဘဲနဲ့လေးတောင်လေး flat ပုံစံလေးဖြစ်သွားတယ်aluminum လည်းမဟုတ်တော့ဘူး plastic frame ဖြစ်သွားတယ်ဒါတော့နည်းနည်းစားရတယ်ဗျာအရင် series မှာတော့မှ aluminum frame သုံးထားပြီးတော့ဒီနှစ် series မှာကျတော့ဘာလို့ plastic သုံးပေးရလဲအဲ့ဒီချက်ကတော့တိတ်မကြိုက်ဘူးပြီးတော့ဒီအနောက်ဘက်ကလည်းသူတို့အခေါ်ဒီ fiber glass နဲ့ဖြစ်သွားတယ်အရင်ကျွန်တော်တို့ Redmi Note 14 Pro Plus မှာတော့ကျတော့ Gorilla Glass 7i နဲ့သူတို့တုံးထားပေးတာဆိုတော့အရင်ကတော့ glass အခုကတော့ fiber glass ခောက်ကြည့်ရတော့ကတော့ plastic နဲ့အများကြီးပူတူပါလေပြီးတော့ဒီအနောက်ဘက်သူတို့အခေါ်ဒီ fiber glass ကလည်းဒီဘေးပေါင်နဲ့ဒီဘက်ဘေးပေါင်နဲ့ seamlessly လောက်ထားပေးတာမဟုတ်တော့ပြောချင်တာတခါတည်းချိုးပြီးတော့ပွေထားပြီးတော့သိရမလားကင်လိုက်ရင်ချောလေးဖြစ်နေအောင်လုပ်ထားပေးရမဟုတ်ပြောရမှာဒီကောင်ကဒီအနောက်ဘက်ကဒီ fiber glass ကဝင်သွားနေရလေးကပြောမှဆိုရင်ဒီ frame ရဲ့အောက်ဘက်နားလေးမှာဝင်ပြီးတော့တွားထားတဲ့ပုံစံလေးဖြစ်သွားတယ်ဆိုတော့လက်ထဲမှာကျွန်တော်ကင်ရတာတော့အရင်ကျွန်တော် Redmi Note 14 Pro Plus မှာတော့ငါလိုမျိုးဒီ smooth တိတ်မဖြစ်နေရတော့သိကြတယ်ဒါပေမဲ့သူတို့ဒီလိုလုပ်ထားပေးရလဲအကြောင်းတော့ရှိတယ်အဲ့လိုမျိုးဒီ seamless ပုံစံမလုပ်လိုက်တာကြောင့်ပဲဒီကောင်ကဒီ durability ဘိုင်းမှာအရင် model ထက်ကိုပိုပြီးတော့10ဆပိုကောင်းတယ်10ဆပိုပြီးတော့ပြုတ်ကျတဲ့တန်ခံနိုင်တယ်လို့သူတို့ကတော့ပြောသွားတယ်စဉ်းစားကြည့်ရင်လည်းဟုတ်တော့တယ်အဲ့လိုမျိုးဒီတစ်ဆက်တည်းဟုတ်မိတာဒီ down နဲ့ကျွန်တော်ဒီလိုပြုတ်ကျတဲ့အခါမျိုးမှာဒီရှေ့နောက်တိုက်ရိုက် impact ထိဖို့%ဟာတော်တော်လေးနည်းသွားတယ်ဒီ frame ဝဲအဓိက impact ထိမယ်ပေါ့နော်ပြီးတော့ဒီနောက်ဘက်ကလည်းမနစ်ကလို့glass back အစစ်မဟုတ်တော့ဘဲနဲ့ဒီ fiber glass ဖြစ်သွားတဲ့အတွက်ကြောင့်တိတ်ကွဲဖို့မလွယ်တော့ဘူးပေါ့သူပိုကောင်းသွားတဲ့နေရာတွေလည်းရှိတယ်အဓိကကတော့တိတိတာပိုပါသွားတဲ့အချက်ဖြစ်မှတင်တယ်ပြောရရင်ကျွန်တော်မနစ်က Redmi Note 14 Pro Plus တုန်းက 8.8mm နဲ့ဒီကောက်မှာကျတော့ 7.9mm ပဲရှိတော့တယ်ပြောရရင် 0.9mm လောက်ပိုပါသွားရပေါ့လေအဲ့ဒါလည်းဒီအရှိဘက် display ကိုသူတို့ micro quad cap ပြောရမယ်ဆိုရင်၄ဘက်၄တန်လုံးဒီနေ့ခုံလေးလှုပ်ထားပေးတဲ့ပုံစံကြောင့်လို့ပြောရမယ်အဲ့ဒါကြောင့်ပို့ပြီးတော့ပါဝါလို့ခံစားရတာဖြစ်နိုင်တယ်အလေးချိန်ကတော့မနစ်ကနဲ့အတူလောက်ပဲ1 gram လောက်ပဲပို့ပြီးတော့၄ဝါပေါ့နော်
ဆိုတော့ကျွန်တော် material ဘိုင်းမှာနည်းနည်းအားမရရင်ပဲလို့တကယ်ကိုဒီကောင်ကတီတီတက်တက်လေးကိုလှုပ်ထားပေးတယ်လို့ခံစားမိတယ်။ကန်ရတာကဒီလက်ထဲမှာအရန်တာစမှုဖြစ်နေတာဗျာ။ cheap ဖြစ်တယ်လို့တော့လုံးဝမခံစားရအောင်။သူ့ဈေးထဲမှာ premium ဖြစ်တယ်ဆိုတဲ့ feeling လေးတော့ဒီကောင်မှာရနေတော့မယ်။ပြီးတော့မနစ်ကကျွန်တော် Redmi Note 14 Pro Plus မှာတော့လိုမျိုးကင်ထားရင်ဗျာကျွန်တော်ဒီမှာလက်ထဲကနေချောကြတော့မဲ့ခံစားချက်ဒီကောင်မှာမရအောင်ပို့ပြီးတော့ကင်ရတာမြဲလို့ခံစားရတယ်။အော်ပြီးတော့ဒီကောင်ကဒီ IP69 နဲ့လာတာဆိုတော့ဒီ pressure gun နဲ့ထိုးတဲ့ရေပါတယ်ကိုလည်းခံနိုင်ရှိမှာပေါ့လေထိုးခြင်းလည်းထိုးကြည့်ကြပေါ့ကျွန်တော်ကတော့မထိုးပြတော့ဘူးနည်းနည်းလေးပဲစိန်ပြထားရတော့မယ်ကြွားဝိုင်းကျွန်တော်ပန်ဆိုတက်မှာတစ်ပတ်လောက်သွားရှာနေရလိမ့်မယ်ဒီနောက်ဘက်ကင်မရာဒီဇိုင်းကလည်းအရင်မနစ်က Redmi Note 14 Pro Plus နဲ့ရှင်ပို့ပြီးတော့ပါဝါတယ်ပို့ပြီးတော့ဆက်တယ်ဖြစ်သွားလို့မြင်တယ်ကျန်တဲ့ဒီနောက်ဘက်ဒီဇိုင်းကတော့ရှင်းရှင်းလင်းမယ်ဒီကင်မရာရဲ့အလယ်မှာကျွန်တော်ဒီ50 megapixel OIS ကင်မရာဆိုတဲ့စာသားရယ်ဒီဖုန်းရဲ့အောက်ဘက်မှာ Redmi ဆိုတဲ့စာသားရယ်တွေ့ရမယ်ရိုးရိုးရှင်းရှင်းနဲ့ minimalist ဖြစ်တယ်ဆိုတဲ့ခံစားချက်မျိုးဒီဖုန်းကနေရတယ်ပြီးတော့အခုကျွန်တော်လက်ထဲရောက်နေတဲ့အရာကအပြာဆိုမဲ့ဗျာပြောလို့ပြောတာဒီကောင်းရဲ့အပြာတကယ်ကို light blue လုံးဝအပြာပါတယ်ဆိုုံလောက်လေးပဲပါတဲ့အရောင်လာတာတော့တော်တော်လာတယ်တခြားအရောင်တွေနဲ့ဆိုရင်ဒီ cedar white ဆိုတဲ့အဖြူရောင်ရယ်နောက်ဒီ midnight dust ဆိုတဲ့အမဲရောင်ရယ်နောက် mist purple ဆိုတဲ့ခန်းရောင်လေးတစ်ရောင်ရအောင်မယ်ကျွန်တော်ကတော့ဒီ azura blue လေးကိုတော်တော်လေးတဘောကြတယ်နေရောင်အောက်မှာဆိုရင်ဗျာတော်တော်လေးကိုလာတယ်โอเคဒီဖုန်းရဲ့အောက်မှာကျွန်တော်ဒီ dual sim ထည့်လို့ရမယ် sim tray လေးရယ် type c တစ်ပေါက်ရယ် mic တစ်ပေါက်ရယ် speaker တစ်ပေါက်ရယ်ပါမယ်ဖုန်းရဲ့ပေါ်မှာဆိုရင်နောက်ထပ် speaker တစ်ပေါက်ရယ် mic တစ်ပေါက်ရယ် secondary mic ပေါ့နော်တစ်ပေါက်ရယ်ထပ်ပါမယ်ဒီဖုန်းရဲ့ညာမှာတော့ကျွန်တော်ဒီ volume rocker ရယ် power clock ရယ်ပါမယ်ဘဲမှာတော့ရှင်းရှင်းလင်းမယ်ဘာမှမပါဘူးဆိုတော့ကျွန်တော် overall design ကိုပြောမယ်ဆိုရင်မနစ်ကထက်သူကတိုးတက်လာတဲ့အပိုင်းတွေရှိလို့မျိုး short လိုက်တာတွေလည်းရှိတယ်သူတို့ကတော့ဗျာဒီအကျန်းခံမှုအတွက်ဆိုပြီးတော့ reason ပေးရဲဆိုပေမဲ့လို့ဒီ metal frame လေးဖြစ်ရင်တော့ပို့ပြီးတော့သဘောကျရင်ပါပဲဒါကလွယ်ပြီးတော့တခြား complaint တက်စရာတော့တိတ်မရှိပါဘူးလေတခြားပိုင်းတွေမှာတော့ဒီ Redmi Note 14 Pro Plus တဲ့အများကြီးကိုဒီကောင်ကပို့ပြီးတော့တိုးတက်သွားတယ်အဓိကတော့ဗျာအခုမြင်ရတဲ့ဒီကောင်ရဲ့တောက်ရန်ကိုမှမိုက်တဲ့ဒီ 6.83 inches ရှိတဲ့ဒီ 120Hz micro quick-up display လို့ပြောမှာပြောရင်ဗျာဒီမိနစ်ကကျွန်တော် display က Pro Plus မှာတုံးထားတဲ့ display ကဒီဘေးနှစ်ဖက်ကိုခုံထားတဲ့ side cap display ပေါ့နော်အဲ့ display ဆိုရင်ဗျာကျွန်တော်ဒီ temper glass တွေလည်းကတ်ခတ်နေတယ်တော်တော်လေးအလုပ်ရှုပ်ပါလေကျွန်တော်တို့ဒီ side cap display တွေကို personally လုံးဝသဘောမကျဘူးဒီကောင်းလိုမျိုးဒီ micro quick-up ကိုတကယ်သဘောကျတယ်တကယ်ပြောတာကျွန်တော်ဒီ flagship တိုင်းမှာပေါ့နော်ဒီလိုမျိုး micro quick-up ပုံစံလေးတွေထည့်ပေးစီခြင်းတယ်ကြည့်ရတာရောကျွန်တော်ဒီ gesture တွေသုံးရတာအောင်မှာဒီကောင်းရဲ့ display ကတော်တော်အဆင်ပြေတယ်အဓိကဗျာဒီကျွန်တော်ဒီ screen ပေါ်မှာကြည့်လိုက်တဲ့ content တွေကသိမလားနည်းနည်းလေးကြွားတက်နေတဲ့ပုံစံမျိုးလေးဖြစ်နေတာဗျာအဲ့ဒီ visual feeling ကလေတကယ်ကိုမိုက်တာထားပါအောင်ဒီ resolution အနေနဲ့ဆိုရင်လည်းဒီကောင်ကဒီ 1.5K ဆိုတော့မိနစ်ကနဲ့အတူတူပဲ PPI ချင်းကလည်းအတူတူပဲဒီကောင်တိုးတက်တော့တဲ့အပိုင်းဆိုရင် size ရှိမယ်ပြီးတော့ဒီ peak brightness အမြင့်ဆုံးလင်းနိုင်တဲ့အပိုင်းရှိမယ်peak brightness ကလည်းမိနစ်က3000နစ်နဲ့ဒီကောင်မှာ3200နစ်ဆိုတော့200နစ်လောက်လေးပဲပို့ပြီးတော့လင်းမယ်ပေါ့ဒါပေမဲ့အဲ့ဒါဒီ HDR content တွေမှာပဲတည်တာမှာဒါတော့မှဒီ nit ဆိုတာ linear တိုင်းသွားတာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့အဲ့လောက်လင်းလာလို့ရှိရင်ခွဲဖို့တောင်မှတော်တော်လေးခက်သွားတော့တယ်200နစ်လောက်ကတကယ်တမ်းပြောရင်ဒီလောက်3000ကျော်အောင်ရှိရင်တိတ်တောင်မသိတာတော့ကျွန်တော်သုံးကြည့်ရလောက်ကတော့ဒီကောင်းရဲ့အလင်းအားကကျွန်တော်လုံလောက်လာတဲ့ကိုပို့တယ်တော်တော်ပြင်းတဲ့နေအောင်အောက်မှာတော့မှအဆင်ပြေပြေမြင်ရတယ်ပြီးတော့ဒီမိနစ်ကပါခဲ့တဲ့ 1920Hz Peter Lewin Dimming ကနေဒီကောင်းမှာ 3840Hz ဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်ဒီအမောင်ထဲမှာ display brightness ကိုကျွန်တော်အဆုံးထိ short ချပြီးတော့ဖုံးကြည့်တဲ့အခါမှာမျက်စိညောင်ပိုတက်တာမှာပေါ့လေအဲ့လောက်ကြီးကျွန်တော်တို့ခံစားရတာတိတာခြင်းမှလည်းတိတာမယ်နောက်တစ်ခုကွာတော့ဒီ protection အပိုင်းမိနစ်ကဒီ Redmi Note 14 Pro Plus မှာကျွန်တော်ဒီ Gorilla Glass Victus 2ကိုသူတို့အရှိဘက်မှာသူတို့ကထားပေးတာတုံထားပေးတာပေါ့နော်ဒီကောက်မှာကျတော့ဒီ Xiaomi ရဲ့ကိုယ်ပိုင်းဒီ Dragon Crystal Glass ဆိုတာကိုသူတို့တုံထားပေးတယ်ကျွန်တော်ရှာကြည့်ရတော့ကဒီ Xiaomi ရဲ့ Dragon Crystal Glass ကပို့ပြီးတော့မာတယ်ပို့ပြီးတော့အကျန်းခံတယ်ပို့ပြီးတော့ကောင်းတယ်ဆိုတော့ result တွေပဲတွေ့ရတယ်ဆိုတော့ဒါကလည်းဒီကောင်းရဲ့ upgrade ဖြစ်သွားတဲ့အပိုင်းလို့ပြောလို့ရတယ်ပြီးတော့မြင်ရတဲ့အတိုင်းပဲဒီကောင်းရဲ့ bezel ကလည်းအပေါ်နဲ့အောက်ကောဘေးပင်ညာရောညီတူပဲဒီတော့ဗျာကျွန်တော်ကြည့်ရတာတော်တော်အရသာရှိတဲ့ display game ဆိုရင်လည်းအနစ်ကြတယ် movie ကြည့်လို့ရှိရင်လည်းအနစ်ကြတယ်ပြီးတော့ဒီကောက်မှာ under display fingerprint scanner လည်းပါတယ် optical ပဲ position ကတော့ကျွန်တော်လက်နဲ့ဆိုရင်တော့နည်းနည်းလေးအောက်ရောက်တယ်လို့ခံစားရတယ်ဒါကကျွန်တော်လက်သေးနေလို့လည်းပါကောင်းပါနိုင်တယ်လက်ကြီးရဲ့လူတွေဆိုရင်တော့အဆင်ပြေနိုင်တယ် analog speed ကတော့ကျွန်တော်ဒီ optical sensor တစ်ခုအနေနဲ့ဆိုရင်တော့ညံတယ်လို့ပြောလို့ရတယ် reliable လည်းဖြစ်တယ်ဒီရေဆိုနေတော့မှအလုပ်ဖြစ်တယ်လို့ကျွန်တော်ညက်နေရရေဆိုနေတဲ့အချိန်မှာဖွင့်ကြည့်လိုက်တည်တယ်ပွင့်တယ်ဆိုတော့ရေနေနေပါဆိုနေလည်းဒီကောင်းရဲ့ optical sensor ကအလုပ်လုပ်တယ်လို့ပြောရမယ်။အော်ပြီးတော့ကျွန်တော်ဒီကောင်းရဲ့ speaker အကြောင်းလည်းပြောအောင်မယ်။အဆိုးတော့မဟုတ်အကောင်ဘာလို့ဆိုရင်ဗျာဒီကောင်းရဲ့ဒီ stereo speaker တွေကအတန်တော်တော်ကျယ်တယ်။ဒီအတန်ချဲတဲ့နေရာမှာနောက်ဆုံးနှစ်ထစ်ကပေါ့နော်ဒီ 200% နဲ့ 400% တကယ်ကြီး 400% လောက်ကြီးကျယ်သွားလားဆိုတော့လည်းမကျယ်ပါဘူးလေ။ဒါပေမဲ့ကျယ်တာတော့တော်တော်ကျယ်တယ်။400% အထိကျွန်တော်တင်မယ်ဆိုရင်တော့ distortion PC လေး
ဝင်တယ်ဒီ sound quality အနေနဲ့ဆိုရင်တော့ဒီ 100% လောက်ကနေထွက်တဲ့ quality ကတော့ balance ဖြစ်တယ်နားထောင်လို့တော်တော်လေးကောင်းတယ်ဒါပေမဲ့ကျွန်တော်ဒီ 200% ကိုတင်လိုက်မယ်ဆိုရင်တော့ဒီ mid နဲ့ height တွေကတော်တော်ကြီး pronounce ဖြစ်လာတယ်ဒီ 400% မှာဆိုရင်လည်းပိုတော်မှသိတာတွေပြောရင်ဗျာဒီကောင်းရဲ့ဒီ 400% တို့ 200% တို့ဆိုတော့ဗျာဒီ mid နဲ့ height ကို boost လုပ်လိုက်တဲ့သဘောပဲကျွန်တော်ကတော့ဒီ 100% မှာပဲနားထောင်ရတာကိုပို့ပြီးတော့သဘောကျတယ်ဒီအပေါ်အောက်ထွက်လာတဲ့အတန်ထွက်ကလည်း 50% စီပဲဆိုတော့အပေါ်နဲ့အောက်ထွက်တဲ့အတန်ချင်းကလည်းတော်တော်လေးညီတယ်အတန်တွေက immersive ဖြစ်တယ် multimedia consumption အတွက်ကတော့ဒီကောင်းရဲ့ display နဲ့ speaker တွေက share ပဲ okay ဒီလိုကောင်းတဲ့ display ရဲ့ speaker တွေကိုကျွန်တော်သုံးပြီးတော့ gain တွေစော့မယ်ဆိုရင်ရောဒီကောင်းရဲ့ performance ကလုံလောက်ပါမလားဒီကောင်းမှာအခုမှအသက်ထွက်ထားတဲ့ဒီ Snapdragon 7S Gen 4ဆိုတဲ့4 nanometer SoC ကိုသူတို့သုံးထားပေးတာပြောရရင်များဒီ SoC ကဒီ raw performance အရန်ကျန်းတဲ့ SoC ထဲမှာတော့မပါဘူးမနစ်ကဒီ Redmi Note 13 Pro Plus မှာသုံးခဲ့တဲ့ဒီ Snapdragon 7S Gen 3မှာနည်းနည်းလေး overclock လုပ်ထားတဲ့ SoC လို့ပြောရမယ် CPU ဘိုင်းမှာ 7% လောက်ပိုကောင်းသွားမယ် GPU ဘိုင်းမှာလည်း 7% လောက်ပိုကောင်းသွားမယ်အဓိကဒီကောင် upgrade ဖြစ်သွားတဲ့အပိုင်းကတော့ NPU ဘိုင်းလို့ပြောရမယ်ဒီကောင်ကဒီလာမှာ1 billion model ကို on device run နိုင်မယ်လို့သူတို့ပြောတယ်ပြီးတော့ဒီ Snapdragon Game Super Resolution ဆိုတဲ့ဒီ tech တစ်ခုလည်းဒီကောင်မှာပါလာတဲ့အခါကျတော့ကျွန်တော် gaming ဘိုင်းမှာ improve ဖြစ်လာမယ်လို့တော့မျှော်လင့်ရတယ်ဒီ benchmark တွေသိကျင်နေဆိုရင်တော့ဒီကောင်ကဒီ Geekbench မှာ single core score ကို1224နဲ့ multi core score ကိုကျွန်တော်3240ရတယ် 3D မှာ wireless extreme status မှာလည်းဒီ loop score ကအရန်မများပေမဲ့လို့ stability score တော့ဒီကောင်က 94.3% အောင်ရထားတယ်ဆိုတော့ဗျာကျွန်တော်ကဒီ gain တွေကို highest setting မှာ graphic အမြင့်ဆုံးနဲ့solo မရနိုင်မဲ့လို့ကျွန်တော်တူနိုင်တဲ့ setting မှာတူပေးထားတဲ့ setting မှာတော့ကျွန်တော်ဒီ frame rate တွေ drop သွားတာမရှိပဲနဲ့ solo ရနိုင်ပေါ့ပြီးတော့ပူတက်လာမျိုးလဲဒီကောက်မှာမတွေ့ရအောင်ဒီ game တွေကိုကျွန်တော် sensor ကြည့်ရတော့ကတော့ဒီ mobile legend လုံး game ကို ultra setting မှာတော်တော်ကောင်းကောင်း solo ရတယ် display quality ကလည်းကောင်းတဲ့ခါကျတော့ဗျာဒီ in game model လည်းတော်တော်လှတယ်နောက်ဒီ PUBG mobile မှာတော့ကျွန်တော်လက်ရှိဒီကောင်က HDR graphic နဲ့ extreme frame rate ပဲရတယ် smooth graphic မှာလည်း extreme မှာပဲလေဆိုတော့ဗျာ60 frame per second ပဲရတာပေါ့ဒါကလည်းဒီ 7S Gen 4က SoC အသစ်ဖြစ်နေတာကြောင့်လည်းပါနိုင်တယ်ဆိုတော့ဗျာ90 fps ရမှဖြစ်မှာ PUBG ကို90 fps နဲ့စောရမှကိုအဆင်ပြေမှာဆိုရင်တော့ဒီကောင်ကလက်ရှိမှာရွေးလို့တိတ်ပြီးတော့အဆင်မပြေသေးဘူးနောက်ဒီအလားတူ game တစ် game ဖြစ်တဲ့ Data 4မှာဆိုရင်လည်း exquisite graphic နဲ့ဒီ ultimate frame rate ထိဒီကောင်ကတင်ဆော့လို့ရမယ်အတူတူပဲဒီကောင်မှာလည်း90 fps မရသေးဘူးနောက်ကြရင်တော့ပွင့်မလားမပွင့်လားတေချာတော့မပြောတတ်ဘူးဗောလေဒါပေမဲ့60 fps မှာတော့ရုပ်ထွက်ကောင်းကောင်းနဲ့ကြုံလို့ရတယ်နောက်ဒီ graphic demand နဲ့အရင်များတဲ့ဒီ Genshin Impact လို့ game ကိုဆိုရင်တော့ကျွန်တော်ဒီ60 fps setting မှာပြောင်းဆော့မယ်ဆိုရင်တော့မှဒီ modern နဲ့ scale တွေတော်တော်လေးလှသေးတယ်လို့ပြောလို့ရတယ်ဒီ highest graphic ကိုကျွန်တော်တင်ဆော့မယ်ဆိုရင်တော့30 fps လောက်နဲ့တက်တောင့်တက်တာဆော့လို့ရပါတယ်အရန်ကြီးတာ extreme ဖြစ်နေတာဗျာ playable တော့ကောင်းကောင်းဖြစ်ပါတယ်အော်ဒါနဲ့ game ဆိုမှပြောရအောင်မယ်ဒီကောက်မှာသုံးထားတဲ့ဒီ haptic motor လေးကဒီ flash တွေနီးပါးကိုကောင်းတယ်စာရရမှာလည်းအရသာရှိလို့မျိုးဒီ gain တွေစောတဲ့အချိန်မှာဒီ noti တွေတက်တဲ့အချိန်မှာရလာတဲ့ feedback လေးကအရသာတော်တော်ရှိတာနောက်ပိုင်းကျွန်တော်သတိထားမိရတော့ကတော့ရှောင်းမိရတော့သူ့ရဲ့ဒီ4-5 သိန်းတန် budget ဖုန်းတွေလောက်ကလွယ်ပြီးတော့ဒီ mid range လောက်ကနေစပြီးတော့သူ့ရဲ့ flagship ဖုန်းတွေအထိသူ့ရဲ့ haptic feedback ကိုတော်တော်လေးကောင်းအောင်လုပ်ပေးရတယ်လို့ကျွန်တော်ကတော့မြင်တယ်သတိထားမိပဲပေါ့နော်အသိကျွန်တော်ကတော့ဒီ haptic ကောင်းတဲ့ဖုန်းဆိုရင်ဘာနေကောင်းတယ်လို့မြင်နေတာ haptic ကကျွန်တော်အတွက်အသက်ပဲပြီးတော့ဒီကောင်ကဒီ Android 15 HyperOS 2 နဲ့လာတာUI ဘိုင်းကတော့ဗျာ HyperOS နဲ့ရင်းနှီးပြီးသားလူဆိုရင်တော့သိမှာပါလေ animation quality တွေတော်တော်ကောင်းတယ် smooth တော်တော်ဖြစ်တယ်ပြောလို့ပြောတာတော့မဟုတ်ဘူးကျွန်တော်တို့ဒီ HyperOS ကပိုပြီးတော့ကောင်းလာတဲ့ UI ထဲမှာပါတယ်ဒီ China ရုံဖြစ်နေပေမဲ့လည်းအရင်လိုမျိုးစိုးစိုးရွားကြီး noti နောက်ကျတဲ့ပြဿနာတွေလည်းတိတ်မရှိတော့ရှိတာတော့ရှိသေးတယ်ဒါပေမဲ့အရန်တော့မရှိတော့ဘူးပြီးတော့ဒီကောင်ကဒီ customization အပိုင်းမှာဆိုရင်လည်းအများကြီးကိုပိုကောင်းလာတယ် lock screen customization ဘိုင်းကတော်တော်အနစ်ကြတယ် depth effect တွေအပြင်ကိုတခြားဒီ font တွေကိုပါကျွန်တော်တို့ဒီ effect တွေကိုပါစိတ်ကြိုက် customize လုပ်လို့ရတယ် quality လည်းမိုက်တယ်တခြားဒီများစပြောစရာတော့မရှိပါဘူးလေရင်းနေပြီးသား OS ဆိုတော့လေဟုတ်ပြီကျွန်တော်ဒီ camera ရဲ့ဘက်ကိုဆက်ရအောင် camera ဘက်တွေကိုမဆက်ခင်အခုလိုမျိုးကျွန်တော် review တွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ဒီ channel လေးကို YouTube မှာရော Facebook မှာပါ like and subscribe လေးတစ်ချက်လောက်လုပ်ပေးခဲ့ပါဗီဒီယိုတွေစက်တိုက်လာအောင်ပေါ့နော်ဟုတ်ပြီဆက် camera ဘိုင်းကတော့ကျွန်တော်ဒီဖုန်းကအားရဖို့တော်တော်ကောင်းတယ်လို့ပြောရမယ်ဒီ Xiaomi ကနောက်ပိုင်းမှာဒီ performance ပဲကောင်းပြီးတော့တခြားပိုင်းတွေစုံနေအောင်လုပ်ပေးတာထက် performance ကိုလုံလောက်အောင်ထည့်ပေးမယ်ပြီးတော့ဒီ camera ဘိုင်း display ဘိုင်း big quality ဘိုင်းတွေမှာမျှတအောင်ကောင်းအောင်သူတို့လုပ်လာလို့မြင်တယ်ဒီ Redmi Note series မှာပေါ့နော် performance ဆိုတဲ့လူတွေကြောင့်သိတဲ့အတိုင်းပဲကျွန်တော် Turbo series ကိုသူတို့ခွဲထုတ်လိုက်ပုံရတယ်ဒီကောင်းရဲ့ camera စနစ်ကလည်းသူ့ရဲ့ဈေးတန်းမှာဆိုရင်ကောင်းတယ်မိုက်တယ်လို့ပြောလို့ရတယ်ပြောရရင်ဒီကောင်ကဒီ triple camera setup နဲ့လာတာ main camera ကိုကျတော့ဒီ50 megapixel OIS camera ကိုသုံးထားတယ်ပြီးတော့ပုံမိုက်တာနောက်ထပ်50 megapixel 2.5 time telephoto camera ပါထပ်ပြီးတော့ထည့်ထားပေးတယ်
ပြီးတော့ဒီနောက်ဆုံးတစ်လုံးကတော့8 megapixel ultra wide ကိုသူတို့ထည့်ထားပေးတယ်ဒီတိုင်းတွေးကြည့်ရင်တော့ဗျာဒီမိနစ်က Redmi Note 14 Pro Plus မှာဒီ200 megapixel main camera ကိုသူတို့သုံးခဲ့တာဒါပေမဲ့ megapixel ကအရာအလုံးမဟုတ်ဘူးလေပြောရရင်ဒီကောက်မှာသုံးထားတဲ့50 megapixel sensor ရဲ့ native pixel size က1 micrometer ရှိတဲ့အချိန်မှာဟိုးကောက်မိနစ်ကကောင်200 megapixel sensor ရဲ့ native pixel size က0.56 micrometer ပဲရှိတယ်ဆိုတော့ဗျာ theoretically အရကျွန်တော်ဒီ light gathering ပို့ပြီးတော့ဒီကောင်းရဲ့ sensor လုံနိုင်မှာပေါ့ပြီးတော့ sensor ကဒီ new model လည်းဖြစ်50 megapixel လည်းဖြစ်တဲ့ကကြတော့ဒီ pixel binning လုပ်တဲ့အချိန်မှာပို့ပြီးတော့မြန်မယ်ပြတ်များ200 megapixel ကိုကျွန်တော်က200 megapixel ပုံနေအမြဲတမ်းမထုတ်ဘူးလေ pixel binning လုပ်ပြီးမှပြန်ထုတ်ပေးတာ哦ဆိုတော့200 megapixel ကနေကျွန်တော်12 megapixel ကို pixel binning လုပ်ပြီးတော့ထုတ်မယ်ဆိုရင်တော်တော်လေးကြာတယ်ဒီကောင်းရဲ့50 megapixel ကနေ 12.5 လောက်အထိ pixel binning လုပ်မယ်ဆိုရင်တော့အရင်လုံးမကြာတော့ဆိုတော့ processing time လဲပုံမြန်တယ်ကျွန်တော်လက်ထဲမှာတော့ဒီ Redmi Note 14 Pro Plus မရှိတဲ့ခါကျတော့ဓာတ်ရိုက်တော့ကျွန်တော်မရှင်းပြနိုင်ဘူးဒါပေမဲ့ကျွန်တော်ပုံနေစမ်းရိုက်ကြည့်လောက်ကတော့တော်တော်ကောင်းတဲ့ပုံတွေကိုဒီကောင်းရဲ့ဒီ main camera ကနေထုတ်ပေးနိုင်တယ်ဒီ daylight မှာထွက်လာတဲ့ပုံတွေကလည်းတော်တော်လေးရှက်ဖြစ်တယ်ဒီ color sign ရလည်းတော်တော်မှန်တယ်ဒီ dynamic range တွေလည်းကောင်းတယ် white balance လစ်နေတာမျိုးလည်းမရှိသလောက်ကိုနေသွားပြီ landscape ပုံပဲဖြစ်ဖြစ်ဒီ portrait ပုံပဲဖြစ်ဖြစ်တော်တော်လေးကောင်းတဲ့ result တွေကိုဒီကောင်းရဲ့ main camera ထုတ်ပေးနိုင်တယ်ညမှာရိုက်မယ်ဆိုရင်လည်းပုံတွေကအရင်မစုပ်သွားဘူးကျွန်တော်ပြောရင်အာနေလို့ထင်လိမ့်မယ်။ကိုယ့်ဝဲတစ်ချက်လောက်ကြည့်ကြည့်လိုက်။မြင်ရတိုင်းမှာညမှာရိုက်မယ်ဆိုရင်တော့မှဒီကောင်းရဲ့ white balance ကမှန်သေးတယ်။ပြီးတော့ကျွန်တော်သတိထားမိရတော့ပေါ့နော်။ဒီ Xiaomi ရဲ့ AI သူတို့ image processing ကလည်းနောက်ပိုင်းမှာတော်တော်လေးကိုကောင်းလာတယ်။ viewfinder နေတဲ့တာကကျွန်တော်ရိုက်နေတဲ့အချိန်မှာကြည့်မလား။ဒီ viewfinder မှာကျွန်တော်မြင်နေရတဲ့ပုံကလားဂွမ်းရင်ဂွမ်းနေမယ်။ထွက်လာတဲ့ result ကြတော့ share ပဲ။ပြီးတော့ကျွန်တော်ဒီ camera setting မှာဒီ main camera ကို focal length 3မျိုးနဲ့ default ထားလို့ရမှာပေါ့နော်။ဒီ 24mm ရဲ့ 28mm ရဲ့ 35mm ရဲ့ဆိုပြီးတော့သူတို့3မျိုးရွေးခွင့်ပေးထားတယ်ဒါကလည်း digitally pre-crop သူတို့လောက်ထားပေးတဲ့ပုံစံအဲ့လိုသဘောမျိုးပါပဲလေနောက်ဒီမိနစ်က model မှာမပါခဲ့တဲ့50 megapixel တိတ်လန်းကလည်းတော်တော်အလုပ်ဖြစ်တယ်အဓိကဒီ portrait ပုံတွေလူပုံတွေရိုက်လို့ရှိရင်အနှစ်ကြ editation တွေကောင်းတယ်ဒီမှာတခုကျွန်တော်ပြောရအောင်မယ်ကျွန်တော်တို့ဒီလူပုံတွေရိုက်ရင်လေဘယ်ဖုန်းနဲ့မဆိုနော်တိတ်လန်းပါလို့ရှိရင်တိတ်လန်းနဲ့လာရိုက်ကျွန်တော် main camera နဲ့ portrait mode မှာသွားမရိုက်နဲ့အဲ့ကောင်ကဒီ main camera lens distort ဖြစ်တာတော်တော်လေးများတယ်ကျွန်တော်ဒီ portrait mode ရိုက်မယ်ဆိုရင်အဲ့တိတ်လန်းပါလို့ရှိရင်တိတ်လန်းနဲ့ရိုက်တာ distort ဖြစ်တာပိုပြီးတော့နည်းတယ်ပိုကောင်းတယ်မပိုင်တော့ကျွန်တော် main နဲ့ပဲရိုက်ပါလေဟုတ်ပြီထားပါတော့ပြီးတော့ကျွန်တော်ညမှာလဲဒီကောင်ရဲ့တိတ်လန်းကမစိုးအစင်ပြေပြေသုံးရတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ်ကင်မရာပိုင်းကတော့ဗျာပြောရင်ဒီဖုန်းကတော်တော်အားရဖို့ကောင်းတဲ့ဖုန်းလို့ပြောမယ်နောက်ဆုံးလုံးကတော့8 megapixel ultra wide ဆိုတော့များများစားပြောစရာမရှိဘူးဟိုနှလုံးနဲ့ရှင်လို့ရှိရင် quality က downgrade ဖြစ်သွားတာသိတာတယ်ဒါပေမဲ့ ultra wide ပုံတွေတော့ရိုက်လို့ရမှာပေါ့လေဗီဒီယိုပိုင်းကတော့ကျွန်တော်ဒီ main ရယ် tele ရ 4K 30 fps တိရိုက်လို့ရမယ်ဒါပေမဲ့ ultra wide ကတော့ 10dp 30 fps တိပဲရိုက်လို့ရမယ်ဗီဒီယို quality ကလည်းကောင်းတဲ့အထက်မှာပါတယ် main camera ကျွန်တော် OIS လည်းပါတဲ့ခါကျတော့ footage တွေကငြိမ်တယ် selfie ကတော့ဒီကောက်မှာ32 megapixel ပါမယ်အခုပြထားလို့ပဲပုံထွက်တော်တော်ကိုမိုက်တယ် detail တွေ skin tone တွေတော်တော်ကောင်းတယ်ဗီဒီယိုတော့ကျွန်တော် 10dp ထိပဲဒီကောက်ရဲ့ selfie camera ရိုက်လို့ရမယ် 4K လောက်ရကြင်မယ်လို့မတတ်နိုင်ဘူးဒီကောက်တွေက 10dp ထိပဲထည့်ထားပေးတာဟုတ်4K တော့ရချင်တယ်ပြီးတော့ gallery app ထဲမှာလည်းဒီ AI expand တို့ AI erase တို့နောက်အဲ့လိုမျိုး AI editing tool တွေတော်တော်လေးစုံစုံလေးပါလာတယ်နောက်ဒီ filter တွေ beautifying လုပ်တဲ့ဒီ editing feature တွေလည်းစုံစုံလင်းတို့ထည့်ထားပေးတယ်ကလိရင်ကလိတယ်လို့ကိုယ့်ရဲ့ရုပ်ကိုစောက်ချော်ကြီးဖြစ်တဲ့အထိပြင်လို့ရမှာကျွန်တော်တော့မလို့ဘာလို့လဲဆိုတော့ချောပြီးတာဟုတ် okay နောက်ဒီ battery ဘိုင်းကလည်းဒီကောက်မှာအားရစရာပဲရဆိုရင်များဒီကောက်က9000 mAh battery ထည့်ထားပေးတာဟုတ်နားကြမှာတကယ်ကို9000 mAh battery ဒီကောက်မှာပါလာတာနဲတိုင်းပေါ့ battery life ကလည်း share ကိုကောင်းတယ်ဗျာပုံမှန်ကျွန်တော် daily test တွေပဲသုံးမယ်ဆိုရင်ကျွန်တော်2 days လောက်တော့စိတ်ပူစရာမလိုပဲသုံးလို့ရတယ် screen on ထိုင်းနေတယ်ဆိုရင်ဒီကောင်က17နာရီလောက်ရတာဗျာဒီ game တွေပဲဖိဆော့မယ်ဆိုရင်တော့မှတရက်လုံးတော့ AAC ကိုဖူးလုံးတယ်ဒီ mobile legend လို game ကိုကျွန်တော်တပွဲကို 3% ဝန်းကျင်ကုန်တယ် PUBG လိုတပွဲကိုကျွန်တော် 5% ဝန်းကျင် data force ဆိုလည်းကျွန်တော် 5% ဝန်းကျင်လောက်ပဲကုန်တယ်ဒါကလည်းဒီကောင်ရဲ့ power efficient အရန်ဖြစ်လုံးတဲ့ဒီ Snapdragon 7S Gen 4ကြောင့်လည်းပါနိုင်တယ်ကျွန်တော်ဟိုနေ့က test shot တွေတွားရိုက်တယ်ပေါ့နော်ပြင်မှာကျွန်တော်ပုံတွေဗီဒီယိုတွေတွားရိုက်တယ်3နာရီ4နာရီလောက်ကြာတယ်အဲ့ဒါကိုဒီကောင်းရဲ့ battery percent က15% လောက်ပဲကုန်တယ်တော်တော်ကျန်းတယ်ပြီးတော့အပြင်သွင်းမယ်ဆိုရင်လည်းဒီကောက်မှာပါတယ်ဒီ90 watt fast charger နဲ့ပေါ့နော်ကျွန်တော်12 to 100%ကျွန်တော်ကတော့0ကနေမသွင်းဘူးစနစ်ကနေသွင်းကြည့်တာစနစ်ကနေ 100% ကိုမိနစ်40လောက်နဲ့အပြင်သွင်းမိနိုင်တယ်ပြီးတော့ပုံမိုက်တဲ့တစ်ချက်ပြောပြမယ်အဲ့ဒါဒီကောက်ရဲ့ဒီအပေါက်ကနေ Type C ပေါက်ကနေကျွန်တော်တခြားဖုန်းတွေကို 22.5 watt နဲ့အားပြန်သွင်းပေးလို့ရတယ်ဒီ iPhone တွေရဲ့ charging speed လောက်ကိုမြန်နေတာเนาะ Okay ဒီတော့ကျွန်တော်အနစ်ချုပ်ပြောရမယ်ဆိုရင်ဒီဖုန်းကဒီနှစ်မှာရွေးလို့ကောင်းနေတုံလားလို့မေးလို့ရှိရင်เนาะကျွန်တော်ပြန်မေးရမယ့်မေးခွန်းကဖုန်းတစ်လုံးကိုဘယ်လိုသုံးမှာလဲဘယ်လိုဖြစ်စေချင်တာလဲဆိုပြီးတော့ပြန်မေးရမယ်
bro ကဗျာဒီ PUBG ကို90 fps 120 fps နဲ့စော်မှရမယ်ဆိုတဲ့လူမျိုးတခြားပိုင်းနေဒီတိတ်မကောင်းလဲဖြစ်တယ်ဆိုရင်တော့ဒီကောင်စီမှာတခြား Oppo K13 Tower တို့ Redmi Tower 4 Pro တို့ iQOO တို့အဲ့မျိုးရွေးစရာရှိတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်ကတော့ဒီ fps focus ထားတဲ့ game တွေကိုတိတ်မစောဖြစ်ဘူးစော်တယ်တိတ်မစောဖြစ်ဘူး display အရန်ကောင်းတာလိုချင်တာဖုန်းကလည်းဗျာကြည့်လိုက်တာနဲ့ premium လို့ရရမယ်ကင်မရာကလည်းကောင်းရမယ် battery life ကလည်းတိတ်ကောင်းအောင်မယ်နိုင်ငံတော် brand လည်းဖြစ်ရမယ်အဲ့ဒါဆိုရင်တော့ဒီဖုန်းက overall အနေနဲ့ဆိုရင်ရွေးမယ်ဆိုရင်ရွေးလို့ကောင်းနေတော့မယ်လို့ပြောရမယ်ရွှေဘကြီးဖြစ်နေတော့မယ်ပေါ့နော်ဒီတော့ bro ရောဒီ Redmi Note 15 Pro Plus ကိုဘယ်လိုမြင်လဲဘယ်လိုထင်လဲတစ်ချက်အောက်မှာဝင်ပေးတော့ရပါတယ်ပြီးတော့ထပ်ပြောလိုက်အောင်အခုလိုမျိုးဒီ review တွေကိုကျွန်တော်စိတ်ဝင်စားရဆိုရင်ကျွန်တော် channel ကိုဒီ Facebook မှာရော YouTube မှာပါတစ်ချက်လောက် like and subscribe လေးလုပ်ပေးခဲ့လို့ရပါတယ် okay နောက်ဗီဒီယိုတော့မှာပဲကျွန်တော်ပြန်ဆောင်ကြတာပေါ့